မင်းဒီတစ်ခါတော့ငါ့ကိုဘလို့မှရှင်လို့မရတော့ဘူးငါဒီတစ်ခါဆောင်းဝဲပါငါးပါတော့ကြာတယ်ဒါပဲလားဟဲ့အခုပဲဘာသာလုံးကြလို့ပွားမောက်ခါငါ့ကိုကြောင်းထုတ်လိုက်တယ်တော့ငါ့ကိုရှင်လို့မရဘူးမင်းထံငါတာတယ်မင်းကန်နေမှနေခဲ့လိုက်ဇတ်တေဇတ်တေဟာလူတီဖရှင်ကတော့မိုက်ပါလေစောမရှိဘူးမလားငဲတယ်လာတဲ့ဒီမှာပဲထိုင်မယ်ပြကျင်လားโอ้ยဘာဖြစ်တာလဲကိုနို့ဆောင်ဟာကိုမင်းငယ်ပါသေးတယ်ညီလေးอ่ะဟဲ့ချာတိတ်မကြည့်နဲ့မင်းငါရဲ့ level ချင်းမတူတော့ဘူးငါကလေးရတယ်ပြီမင်းအခုချိန်ကြီးဆွန့်လားဟမ်ကြားကြီးနဲ့ကြားလေးရပါမယ်ဟဲ့မင်းကလေးလားဘာလို့ဒီရွယ်ရောက်နေတာဟဲ့ဘေဘီတာဖဲဟဲ့လေပဲဆိုတာဒါကိုပြောတာမင်းတို့ငါမမွေးခြင်းလို့မွေးပြီးတော့ကောက်ယူလိုက်တာမင်းသက်တာဝါပြီအောင်မင်းငယ်ပါသေးတယ်ကွာဒါတော့ကြောက်ပဲမင်းမတည်သေးဘူးပဲမင်းမတည်သေးဘူးတွေ့ပြန်ပြီကွာဟဲ့မင်းလည်းဘာဖြစ်တာဟာလေမင်းလည်းဘာဖြစ်တာဟာကရင်ကျိုးတော့ဟောဒါလုံးကိုမင်းဒီခါတော့ရှုံးနားတယ်ရောဟဲ့ငါအိမ်ကကရင်နေပရီဘောကရေးဆိုရင်အခုချိန်ကြီးဘာမှဖြစ်ဘူးဘာလို့သိလားငါဆွေးဒီဟောဝယ်ရလေမင်းငယ်ပါသေးတယ်ဟိုငါသားသမီးရဲ့အတွက်ငါဆွေးဒီဟောတွားလိုက်အောင်မယ်တော့ဝယ်ပေးလိုက်အောင်မယ်မင်းကရှုံးပြီမင်းကဆွေးဒီဟောပစ္စည်းတွေကြောင့်ကိုငါလိုက်ချောင်းမယ်ငါလိုက်လာမယ်မင်းတော့မင်္ဂလာပါရှင်ဟောတမီးဦးမွေးရတယ်ကြည့်ရင်ဟုတ်ကဲ့ဦးတမီးဦးစီမှာကြာတော့မွေးရလေးရတော့အများကြီးရှိရပေါ့နော်ဟုတ်ဦးအတွက်ပဲလားရှင်မဟုတ်ဦးသားရဲ့သမီးတွေအတွက်ဟုတ်ကဲ့ဦးသားနဲ့သမီးတွေအတွက်ဆိုလို့ရှိရင်တော့ဒီမွေးရလေးကတော့အဆင်ပြေပေါ့နော်သူကကြာတော့ဣရာလေးကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေရှင်ဟုတ်ကဲ့စမ်းထိုင်ကြည့်ဟုတ်ကဲ့ပါထိုင်ကြည့်ပါရှင်ထိုင်တော့ကောင်းလိုက်တာအေးနေရပဲသမီးရေဒါလေးယူမယ်ဟုတ်ကဲ့ပါဦးဟုတ်ကဲ့ရှင်သမီးလေးဟုတ်ကဲ့ရှင်ဦးဟုတ်အန်ကဲကိုလေကရင်ရောမှုရအောင်တုံးလုံးထက်ဟုတ်ကဲ့ပါဦးလေးဟုတ်ဒီကောင်လိုက်လာပြန်ပြီသမီးအိုးဆိုဖာကြီးလိုက်ပြဟုတ်ကဲ့ဦးဟုတ်မင်းနေခဲ့ဟဲ့လိုက်ပါပဲပုံပွဲမယ်တမျိုးစီမှာကြာဆိုဖာလေးကအများကြီးပါရဲ့ရှင်ဒီဆိုဖာလေးကိုတော့ထိုင်ကြည့်ပါဦးဦးကောင်းရဆိုတော့အေးနေရနော်မကောင်းနဲ့သမီးဒါယူထားတယ်လေအဲ့ဒီကောင်ထခိုင်းဒီကောင်တော့ကွာဦးကအောင်းနဲ့တိုင်ဟိုဘက်အပြာရောအဲ့တားရောက်နေအကုန်ယူမယ်ဒီဘက်ချမ်းဟာအကုန်ယူမယ်ကဲပါရှင်သမီးလေးရှင်ဘက်ချမ်းဟာအကုန်ထည့်ပေးပေါ့ဟုတ်ကဲ့ရှင်ဦးတမျိုးစီမှာကြာဒီခန်းဝင်ပစ္စည်းလေးရယ်ပြီးမိဖို့ကြောင့်တော့ပစ္စည်းလေးရယ်စတူ office chair office table gaming chair လေးလည်းရှိသေးရဲ့ရှင်အဲ့ဒါဦးလိုက်ကြည့်ချင်သေးလားရှင်ဦးလိုက်မကြည့်ရဘူးဟိုကောင်လိုက်နောက်ရှက်နေနောက်နေ့မှလာကြည့်မယ်နော်ဟုတ်ကဲ့ပါရှင်ရှင်းမယ်ဘေးလေးချက်ထုတ်ပေးဆက်ထုတ်ပါရှင်ဟဲ့ငါငွေအမောက်ကမင်းထက်ဖို့များတယ်နော်မင်းကဟိုးမှဝယ်တာပါဝါငါကဒီမှာတက်တက်လုံးဝယ်လာတာမင်းကမနိုင်ပါဘူးလာပါလေဟော
ဟုတ်ကဲ့အငယ်ဒါလေးကတော့ကျွန်တော်တို့ Studio Company Limited ရဲ့နှစ်30ပြည့်အစီအစဉ်နဲ့ Nationwide Promotion ပြုလုပ်မဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျ ဘယ်လေးလဲ အော်တိုဘာလ9ရက်နေ့ကနေစပြီးတော့အော်တိုဘာလ30ရက်နေ့ထိဖြစ်ပါတယ်ခင်ဗျဟိုဒါလေးအပြင်ကျွန်တော်တို့ Studio Company Limited ကနေပြီးတော့ iPhone 16နဲ့ iPhone 17တို့ကို customer ဖောက်ပြီးတော့ဖြစ်ပါတယ်ခင်ဗျ ဟာဒါဆိုရင်ထက်ဝယ်ရအောင်ပါဗ